ဒီနေ့တကယ်ကိုတနည်းနဲ့ဘဝတစ်ခုလုံးရဲ့လမ်းကြောင်းကိုပြောင်းပြန်လမ်းပြလိုက်နိုင်နေဆိုရင်ရောဒါဟာဖြစ်နိုင်ပါတယ်။အဲ့ဒီလိုအလဲအပြောင်းကိုဖန်တီးပေးနိုင်တာကတော့အင်မတန်ပြင်းထန်တဲ့စိတ်ခံစားချက်တစ်ခုပါပဲ။ဒီနေ့အဲ့ဒီအကြောင်းကိုပဲပြောပြသွားမှာပါ။ဟုတ်ပါရဲ့။အကြီးအကျယ်ပြောင်းလဲမှုတစ်ခုဖြစ်ဖို့အတွက်ကဘာပြောင်းသွားလောက်တဲ့အဖြစ်အပျက်ကြီးတွေမလိုအပ်ပါဘူး။ဒီမှာပြထားသလိုပါပဲ။တကယ်တမ်းတော့ရိုးရိုးရှင်းရှင်းလေးနဲ့အမတန်အားကောင်းတဲ့ခံစားချက်လေးတစ်ခုကနေရာအလုံးစတည်နိုင်ပါတယ်။ ကောင်းပြီဒါဆိုအဲ့ဒီလောက်အစွမ်းထက်တဲ့စိတ်ခံစားချက်တွေဆိုတာဘာရီများလဲဘဝကိုလုံးလုံးလျားလျားပြောင်းလဲပစ်နိုင်တဲ့တွန်းအားပေးတဲ့အကြောင်းတရားဒါမှမဟုတ်တကူပစ္စည်းလို့ပြောလို့ရတဲ့အရာလေးမျိုးအကြောင်းကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင် အဲ့ဒီလေးခုကတော့ဆက်စုပ်ယွန်ရှာခြင်းဆုံးဖြတ်ချက်ချခြင်းပြင်းပြတဲ့ဇန္နာနဲ့ခိုင်မာတဲ့သနိဌာန်တို့ပါပဲဒီတစ်ခုချင်းစီကဘဝရဲ့လမ်းဆုံးလမ်းကွာမှာကော်သွားရမယ့်လမ်းကိုညွှန်ပြပေးမဲ့လမ်းပြမိပုံတစ်ခုလိုပါပဲပထမဆုံးတွန်းအားကတော့ဆက်စုပ်ယွန်ရှာခြင်းပါဒါကအခုရောက်နေတဲ့အခြေအနေကိုဘလို့မှတီးမခံနိုင်တော့တဲ့အဆုံးစုံအချီအောင်တွားပြီးတော်ပြီးဒီတော့ပဲဆုံးဖြတ်လိုက်တဲ့အခိုက်အပြမှာပဲအဲ့ဒီနေရာအပြောင်းလဲရဲ့ပထမဆုံးနေ့ဖြစ်လာနိုင်ပါတယ် ဥပမာလေးတစ်ခုပြောပြမယ်အမျိုးသားတစ်ယောက်ကသူ့ဇနီးတွေပိတ်ဆက်နှပြသက်သားဖို့တဲ့နဲ့အရသာမရှိတဲ့ဘဲဘူးကောင်ပဲအမြဲဝင်နေရတာကိုမြင်နေရတယ်ဒီနေ့မှာတော့သူတီးမခံနိုင်တော့ဘူးတော်ပြီကွာဒီဘဝနဲ့တော့မဖြစ်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုတာမန်ဘဝကိုဆက်ဆုပ်ယွန်ရှာတဲ့စိတ်ကနေဘဝလမ်းကြောင်းအသစ်တစ်ခုစတင်သွားခဲ့တာပါပဲ ခင်နောက်တဲ့စိတ်ခံစားမှုတစ်ခုစီကိုဆက်သွားကြည့်အောင်အဲ့ဒါကတော့ဆုံးဖြတ်ချက်ချခြင်းပါပဲဘလောက်ပဲခက်ခဲနေပါစေခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်တာဟာရှေ့ဆက်တိုးဖို့အတွက်အရေးကြီးဆုံးအချက်ထိနေတတ်ပါတယ် ဒီအကြံဉာဏ်လေးကရိုးရိုးလေးပဲမဲ့အရန်ကိုအသေးပဲရှိပါတယ်တကယ်တော့ဆုံးဖြတ်ချက်တစ်ခုချပြီးရှေ့ဆက်လှုပ်ဆောင်လိုက်တဲ့လောက်ရက်ကိုယ်တိုင်ကဆုံးဖြတ်ကြရမှာကိုကြောက်ပြီးရုန်းကန်နေရတာထက်အများကြီးပိုအရေးကြီးတယ်ဆိုတာကိုပြနေရပါ နောက်တစ်ခုကတော့စန္ဒာပါစန္ဒာဆိုတာအပြင်ကလာတာမဟုတ်ပဲကိုယ်အတွင်းစိတ်ထဲမှာရှိပြီးသားမျိုးစေ့လေးတစ်ခုလိုပါပဲဒါပေမဲ့အပြင်ကအရာတွေဥပမာတချင်းတစ်ပုတ်စာအုပ်တစ်အုပ်ဒါမှမဟုတ်စကဝိုင်းတစ်ခုကအဲ့ဒီမျိုးစေ့လေးကိုအပင်ပေါက်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်ဒါကြောင့်အတွေ့အကြုံအားလုံးကိုအကောင်ရောအဆိုးရောပွင့်ပွင့်လင်းလင်းလက်ခံဖို့ကအရင်ရည်ကြီးပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအထက်ကအဖြစ်ဖြစ်အခုခုဟာကိုယ့်ဘဝကိုပြောင်းလဲပေးမဲ့ပြင်းပြတဲ့စန္ဒကိုမွေးဖွားပေးနိုင်တဲ့မိဝါလေးခိကောင်းထစ်လာနိုင်လို့ပါပဲကဲနောက်ဆုံးနဲ့အစွမ်းအထက်ဆုံးထက်ကိုပစ္စည်းကတော့တနိဌာန်မှာဒါကငါလောက်ကိုလုံးမဲ့လို့ကိုပေးတဲ့မဖောက်ပြန်တဲ့ဂတိတစ်ခုပါပဲစန္ဒကမျောလင်းချက်ဆိုရင်တနိဌာန်ကတော့ဘယ်တော့မှရင်းရိုင်းမှာမဟုတ်တဲ့အာမခံချက်ပါပဲဒီတောင်တက်သမားရဲ့ဥပမာကိုကြည့်လေတကယ်တနိဌာန်ဆိုတာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားတာပဲလုတ်ရင်လုတ်မလုတ်ရင်သေးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ချမှတ်ထားတာပါ တဲ့လားတန်နေချင်ရဲ့အကောင်းဆုံးအတိတ်ပဲဖွင့်ဆိုချက်ကအလဲတန်းကျောင်းသူလေးတယောက်စီကလာခဲ့တာမှာဘယ်တော့မှအရှုံးမပေးဘူးလို့ကိုကတိပေးချင်းနဲ့ဒီလောက်ရိုးရှင်းဒီလောက်မှန်ကန်တဲ့စကားမရှိတော့ပါဘူးတောင်းမီအခုပြောခဲ့တဲ့စိတ်ခံစားချက်တွေကဒါတစီအတွက်လောင်စားစီလိုပါပဲဒါပေမဲ့အင်ဂျင်မရှိပဲလောင်စားစီကြီးပဲနဲ့တော့ဘယ်မှရောက်မှာမဟုတ်ဘူးလေဟုတ်တယ်မလားအခုအဲ့ဒီရားလက်တွေထွက်လာစေမဲ့အင်ဂျင်အဲ့ဒါကတော့စီကန်းရှိတဲ့လှုပ်ဆောင်ချက်အကြောင်းပါပဲ ဒီ slide မှာရန်စီဝင်စားဖို့ကောင်းတာကိုပြထားတဲ့တစ်ဖက်မှာစီကဲမပါပဲဘာစကပြောနေတဲ့ကတိတွေဒါကအထင်မှားမှုရဲ့အစပဲတဲ့နောက်တစ်ဖက်မှာတော့စီကန်းရှိရဲ့လွတ်ရက်တွေနဲ့ကြောထောင်နောက်ခံပြူထားတဲ့ကတိတွေအဲ့ဒါကမှအမခန့်ရလက်တွေကိုယူဆောင်လာပြီးနိုင်တာပါဥပမာဂျူးလူမျိုးတွေဟာ Holocaust ဆိုတဲ့ကြောက်မဲ့ဖွယ် official ကိုကြုံတွေ့ခဲ့ရပြီးနောက်မှာဒီအားကောင်းတဲ့ကတိသစ္စာကိုဖြူခဲ့ကြပါတယ်နောက်တစ်ခါဘယ်တော့မှမချစ်เสียဘူးတဲ့ဒါဟာကြီးမားပြီးစီကန်းရှိတဲ့လှုပ်ဆောင်မှုတွေရဲ့အစားပဲဖြစ်ခဲ့ပါတယ်သူတို့ကပါဆက်နဲ့ပဲပြောခဲ့တာမဟုတ်ဘူးအဲ့ဒီနောက်တစ်ခါဘယ်တော့မှမဖြစ်เสียဆိုတဲ့ကတိကဝတ်ကိုနိုင်ငံတကာငန်းတီထောင်တာစစ်တပ်တွေဖွဲ့စည်းတာလို့ကြီးမားတဲ့လုပ်ရက်တွေနဲ့အကောင်အထည်ဖော်ခဲ့ကြတယ်ဒါဟာစီကန်းနဲ့ဂတိသစ္စာပေါင်းဆက်လိုက်တဲ့အခါရလာတဲ့စွမ်းအားပါပဲကဲအခုကျွန်တော်တို့အားလုံးကိုရိုးရိုးသားပါပြန်မေးရမယ့်မေးခွန်းလေးခုကိုပြောပြချင်ပါတယ်ဒီမေးခွန်းတွေကကိုယ့်ဘဝကိုပြန်သုံးသပ်ပြီးရှေ့ဆက်ဖို့အတွက်တွန်းအားကောင်းကောင်းပေးပါလိမ့်မယ်ပထမဆုံးမေးခွန်းကတော့ဘာကြောင့်လဲဘာကြောင့်စူးစမ်းရမှာလဲဘာကြောင့်သင်ယူရမှာလဲဘာကြောင့်ကြီးပွားတိုးတက်အောင်လုပ်ရမှာလဲဘာကြောင့်လဲဒီမေးခွန်းကိုမေးပြီးရင်နောက်တစ်ခွန်းချက်ချင်းလိုက်မေးရမယ်ဘာကြောင့်မဟုတ်ရမှာလဲဟုတ်တယ်လေစူးစမ်းမနေဘူးဆိုရင်တော့ကိုယ့်ရဲ့အချင်းကြီးကိုတခြားဘာဒီလုပ်ပြီးကုံဆုံးနေမှာလဲတတိယမေးခွန်းကတော့အရေးအကြီးဆုံးဖြစ်နိုင်ပါတယ်အဲ့ဒါကဘာကြောင့်ကိုမဖြစ်နိုင်ရမှာလဲမယုံနိုင်စရာအောင်မြင်မှုတွေအတွေ့အကြုံကောင်းတွေဆိုတာထ
ထခြားလူတွေအတွက်ပဲဖြစ်ရမယ်လို့ဘသူကပြောထားလို့လဲ ဒီလိုဆွဲမဖွယ်ကောင်းတဲ့ဘဝအတွေ့အကြုံတွေကိုရောဘာကြောင့်ကိုမခံစားနိုင်ရမှာလဲဘာကြောင့်ဒါတွေကကိုနဲ့မဆိုင်ဘူးလို့ထင်နေရမှာလဲနောက်ဆုံးနဲ့အရေးတကြီးဆုံးမင်းဟောင်းကတော့ခြာပါပဲဘာကြောင့်အခုမဟုတ်ရမှာလဲဟိုနေ့ရွှေဒီနေ့ရွှေလုံနေတာတွေကိုရပ်ပြီးချက်ချင်းဘာကြောင့်မစနိုင်ရမှာလဲ ညီကုန်းချုပ်အနေနဲ့ကြီးကျယ်တဲ့အရာတွေရဖို့အတွက်ကိုလိုင်းပါဝင်လှုပ်ဆောင်မှုရဲ့အရေးပါပုံကိုဖော်ပြတဲ့ဇာတ်လမ်းလေးကပုံနဲ့အဆုံးသတ်ကြရအောင် ဥယျာဉ်မိုးရဲ့ဒီစကားလေးကအရင်ကိုပညာတတ်တာပါတယ်ဆိုလိုတာကတော့ဟုတ်တယ်ကျွန်တော်တို့ဟာအကူအညီလိုအပ်နိုင်တယ်ဒါပေမဲ့ကိုယ်ပိုင်စ조사အားထုတ်မှုနဲ့လှုပ်ဆောင်မှုတွေကတော့မရှိမဖြစ်လိုကိုလိုအပ်တယ်ဆိုတာပါပဲ ဒီတော့နောက်ဆုံးအနေနဲ့ဒီမေကွန်းလေးကိုပဲမေးချင်ပါတယ်ဒီနေ့နေ့မှာတော့တခြားသူတွေကိုပြန်ပြောပြရမယ်ကိုယ့်ရဲ့အောင်မြင်မှုဇာတ်လမ်းကတော့ရှိလာနိုင်မလားအပြောင်းလဲကိုဒီနည်းကနေပဲဆက်လိုက်ကြအောင်